ရန်ကုန်မန္တလေးမိန်းလမ်းမကြီးနဲ့ဆိုရင်မိနစ်ပိုင်းလောက်မောင်းရုံနဲ့လည်းရောက်မယ်မြို့ထဲလည်းကြားတယ်အကွက်အကုန်းကလည်းတက်တက်ဝန်းဝန်းရှိရဲ့နေရာကောင်းမျိုးကိုရှာနေရဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ပါအောင်ရှင်တိကျမှန်ကန်မြန်ဆန်မှု KTZ နဲ့အစားပြုဟယ်လိုမင်္ဂလာပါ KTZ ချန်နယ်မှာကြိုဆိုပါရရှင်အခုညီမရောက်နေတဲ့နေရာလေးကတော့မိထီလာမြို့ကြီးတော်ကုန်းရက်ကွက်ကိုသားရစားတောက်ဆိုင်နဲ့မြင်းနဲ့စင်းဆိုင်လမ်းထဲမှာပဲဖြစ်ပါတယ်ရှင်ကုန်းမန်းလေးလမ်းမကြီးနဲ့လည်းမိနစ်ပိုင်းပဲမောင်းရုံနဲ့ရောက်မယ်မြို့ထဲလဲကြားတယ်အကွက်အကွင်းကလည်းကြကြဝန်းဝန်းရှိတယ်နေရာကောင်းလေးတစ်ခုကိုရှာနေရဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်လိုက်ပါအောင်နော်အခုမိတ်ဆက်ပေးမယ်ချန်လေးကတော့သူကပေအားဆိုလို့ရှိရင်58-80ခန့်မှန်းရှိပါတယ်သူရဲ့ပေရတဲ့အားဆိုလို့ရှိရင်အုတ်တိုင်းကလည်းပတ်လဲခတ်ထားပြီးသားဖြစ်တဲ့အပြင်ကိုမှသူကထိုးတကားတန်တကားကလည်းအခိုင်အမာတပတ်ဖြစ်ပါတယ်ရှင်ဒီဝိုင်းလေးရဲ့အကျယ်ဝန်းရဆိုလို့ရှိရင်ပေအား58-80ခန့်မှန်းအကျယ်ဝန်းရှိတာမို့လို့မြေအတွက်ကဆိုလို့ရှိရင်လည်းသူကမြို့မြေမျိုးသားစစ်စစ်ဖြစ်တဲ့အတွက်မြေအတွက်ဆိုလို့ရှိရင်လည်းတန်တရားဝင်စရာမလိုပါဘူးဟိုခြံဝန်းကလည်းကြဲကြဲဖြစ်တဲ့အပြင်ကိုမှကိုဆောက်ရှင်နဲ့အိမ်ပုံစံတံကိုလည်းစိတ်ကူးရအတိုင်းဆောက်လို့ရတဲ့အပြင်ကိုမှအုတ်တိုင်းကလည်းပတ်လည်းပါပြီးသားဖြစ်တဲ့အပြင်ကိုမှတန်တကားကလည်းအခိုင်အမာပါထားမို့လို့ဝယ်ပြီးသွားလို့ရှိရင်တော့မှဘာမှပြပြင်စရာမလိုတော့ပါဘူးရှင်ဒီဝိုင်းလေးကိုရောင်းချပေးမယ်ဈေးလေးကတော့3400ပဲဖြစ်ပါရဲ့ရှင်မိတ်ဆွေတို့ကဒီဝိုင်းလေးကိုစိတ်ဝင်စားလို့ဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီဖုန်းနံပါတ်လေးကိုပဲဆက်သွယ်ဝယ်ယူနိုင်ပါတယ်ရှင်